Hello နောက်တစ်ခုလေကျမဟိုဗာလဲဒီဓမ္မရာဇဝင်ထဲမှာလေဓမ္မရာဇဝင်ထဲမှာ Prophet Elijah လေနော် Prophet Elijah ခေတ်မှာတဲ့နော်ဒီအစာခေါင်းပါခြင်းဖြစ်တဲ့အခါကျတော့သူ့ကိုဖျားသခင်ကပြောတယ်အဲ့ဒီဇရတမြို့ကမုတ်ဆုမစီသွားတဲ့နော်ဇရတမြို့ကမုတ်ဆုမစီသွားဆိုတော့ဇရတမြို့ကမုတ်ဆုမစီသွားတော့မုတ်ဆုမအထင်းလေး2ချောင်း3ချောင်းလို့သူတကောက်လာတယ်နော်တကောက်လာတယ်ဗာလဲဆိုလို့ရှိရင်မုတ်လေးတစ်စုပ်ရှိတယ်တဲ့သူကမုတ်ဆုမဆိုတာသူ့ရောက်သူ့သားလေးတစ်ယောက်ရှိတယ်ပေါ့နော်သူတို့အဲ့ဒီမုတ်လေးစားပြီးတော့လူတွေလည်းအများကြီးပဲအစာငတ်မုတ်ခေါင်းပါခြင်းကြောင့်လေအများကြီးပဲတည်ကြတာနော်အဲ့ဒါဆိုလို့ရှိရင် तू ကအဲ့နဲ့အေလိယဘာပြောလဲဆိုလို့ရှိရင်ငါအတွဲတဲ့မုံနဲ့ရေနဲ့အရင်လှုပ်ခဲ့ပြီတဲ့ငါ့ကိုအရင်လှုပ်ပြီးတော့မုံနဲ့ရေနဲ့ကိုပေးလိုက်ခြင်းအဖြစ်နေရမုံအိုးထဲမှာမုံမပြဘူးစီအိုးထဲမှာစီမပြရဘူးတဲ့နော်အဲ့လိုပြောဆိုတော့ကဒီမုံဆိုမကငါတို့မှာတဲ့ဒါပဲရှိတယ်ဂျုံနဲ့တဆုံနဲ့စီလက်တစုံနဲ့ဒီထင်းနေနေလေးနဲ့ပေါ့နော်အဲ့ဒါငါတကောက်လာတာတဲ့အင်းငါ့ကိုရေလေးပါနည်းနည်းတိုက်တယ် तू အေလိယကလည်းဒီလိုမှအဲ့နဲ့မုတ်ဆိုမโอเคတဲ့သူ့ရဲ့သားလေးနဲ့သူနဲ့အကုန်လုံးပြုတ်ပြီးတော့မှအေလိယအရှိမထည့်ပြီးတဲ့အခါမှာအေလိယအာရပယထိုင်စားသူ့သားလေးမတရက်ပြီးသူ့အမေနာကနေထိုင်ကြည့်နေတာပေါ့နော်ထိုင်ကြည့်နေတဲ့အခါကျတော့စိတ်ထဲမှာတစ်မျိုးဖြစ်မှာပေါ့နော်ဟိုဗာလဲကျမတို့ငယ်တော့ဆိုအဲ့တဲ့ကိုအများအားအရင်ကျွေးတဲ့အချင်းရှိစားရင်ကုန်သွားမလားပေါ့နော်စိတ်ထဲမှာအများအားခလေးဆိုတော့လေနော်ရွာမှာလည်းခောက်ကလေးမှာလည်းဖြစ်တဲ့အခါကျတော့အဲ့ဒါခလေးရဲ့စိတ်ပေါ့နော်အဲ့ဒါနဲ့စားလဲစားပြီးတော့ကဲတဲ့မင်းတို့သားမီးအတွက်သွားလှုပ်တော့တဲ့ပြောရတဲ့ခါကျတော့သူကလည်းယုံကြည်ခြင်းနဲ့ပေါ့နော်သူနှက်လိုက်တဲ့ဂျုံတူရတယ်ပလင်းကိုလောင်းရတဲ့စီရတယ်နော်ထင်းမီးရတယ်တော့ကောက်ဆရာမလို့အဲ့ထင်းမီးကိုထိုးလိုက်တယ်အဲ့ထင်းချောင်းလေးကဆက်ပြီးလောင်တယ်အဲ့နဲ့မုံလို့ပြီသူတို့သားမီးညောက်ဝါးတော့သူတို့နိုင်လိုက်ထုတ်လိုက်ထဲလိုက်စားလိုက်နိုင်လိုက်ထုတ်လိုက်ထဲလိုက်သူတို့ညောက်ဘိုက်ဝါအောင်စားတယ်စားပြီးတော့သူ့ရဲ့ညီကိုမောင်နှမတွေကိုလည်းသူကခေါ်ပြီးတော့မှကျွေးတယ်နော်မိသားစုဖြစ်တာဟုတ်မိသားစုဖြစ်တဲ့ခါကျတော့ခေါ်ပြီးကျွေးတယ်အဲ့ဒီကနေစပြီးတော့သူတို့မိသားစုတွေအားလုံးအေလိယအပါဝင်နော်ဒီအစာခေါင်းပါခြင်းပြတ်သွားတဲ့ပြီးတော့အစာတွေပြန်ရောက်လာတယ်ပြန်ပြီးစိုက်ပြိုးလို့ရလာတယ်ပြန်စားလို့ရလာတယ်အဲ့ဒီအချိန်အထိကိုတဲ့သူ့မုတ်အိုးထဲမှာမုတ်ဗာလဲဂျုံမပြတ်ဘူးစီဘူးထဲမှာစီမပြတ်ဘူးနော်ကောင်းမို့ဆိုတာဒီအငတ်မှုခေါင်းပါခြင်းကိုဖြတ်ကျော်သွားနိုင်တာဖြစ်တယ်တဲ့နော်ဒါကြောင့်မလို့ကျမပြောချင်တယ်ကျမတို့မှလည်းအခက်အခဲတွေအများကြီးဖြစ်လာတယ်စာရေးစပါးတွေအတွက်လယ်သမားတွေလည်းစိတ်ဆိုးလာတာဖြစ်တယ်ဒါပေမဲ့ကျမတို့လည်းအထူးတတိယဆူတောင်းပေးနေတာဖြစ်တယ်ဘာဖြစ်လို့တိုင်းပြည်မှာရှိတဲ့လူအင်အားကအပြင်မှာရှိတဲ့နိုင်ငံခြားမှာရောက်နေတဲ့လူအင်အားကတော့စင်ပါဇက်နှမ်းပဲတလောက်ပဲရှိတယ်နော်စင်ပါဇက်နှမ်းပဲတော့တစ်စက်ကလေးပဲမြန်မာနိုင်ငံရဲ့တန်90ပတ်ဝန်းကျင်ဒါတော့မှအတေအပြောက်တစ်ပိုက်တွက်မယ်ဆိုရင်တော့အလောက်ကျန်မယ်နော်သားသမီးတွေမိသားစုတွေနော်ကျမတို့ဘယ်သူနဲ့ပဲတွားရမယ်ဆိုကျမတို့ထောက်ပံ့ကူညီနေမယ်သူစီမှာပဲကျမတို့အားကိုပြီးတွားမှာဖြစ်တယ်လို့အရောက်စီတိုင်း God bless you ပါ